ဆောင်ခြင်းကာလအင်မတန်မှနီးကပ်လာပါပြီဟုတ်ပါတယ် Antichrist ရဲ့စကားပြောတဲ့အယုတ်ကြီးဟာဘေးဒဏ်ကြီးကာလရဲ့အလယ်မှာပေါ်လာမယ်လို့ယာရိတ်ကျမ်းထဲမှာကြိုတင်ပြောထားခဲ့ပါတယ်ဘေးဒဏ်ကြီးကာလ9နှစ်ရဲ့အလယ်3နှစ်ခွဲမှာခရစ်တော်ကိုစန့်ကျင်တဲ့ Antichrist ဟာတကမ္ဘာလုံးကိုအုပ်ချုပ်တဲ့ဘုရင်အဖြစ်နဲ့ပေါ်ထွန်းလာမှာပဲဖြစ်ပါတယ်သူ့ရဲ့ဘတ်တော်သားမိစ္ဆာ prophet တူဟာလည်းပေါ်လာမှာဖြစ်ပြီးတော့ဒီမိစ္ဆာ prophet ဟာ Antichrist ကိုကိုစားပြုတဲ့အယုတ်ကြီးကိုပြုလုပ်မှာဖြစ်တယ်လို့ဒီအယုတ်ကြီးဟာတက်ရှိတွေလို့စကားပြောနိုင်လှုပ်ရှားနိုင်တယ်လို့ပါအတိအကျရေးသားပေါ်ပြထားပါတယ်ဒီရုပ်ထုကိုကိုးကွယ်ဖို့တကမ္ဘာလုံးကလူသားတွေအားလုံးကိုအမိန့်ပေးမှာဖြစ်တယ်လို့မကိုးကွယ်တဲ့သူတွေကိုလည်းကောင်းဖြတ်တက်ပစ်မှာပဲဖြစ်ပါတယ်ဒီရုပ်ကြီးဟာအခုရှိနေပြီလားဘယ်အချိန်မှဒီရုပ်ကြီးကိုကိုးကွယ်ခိုင်းမှာလဲစတဲ့စိတ်ဝင်စားဖွယ်မေးခွန်းတွေကိုဒီနေ့ဗီဒီယိုထဲမှာရှာဖွေပေါ်ထုတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဘုရားသခင်ရဲ့ထူးဆန်းအံ့ဩဖွယ်တက်တွေတွေကိုရှာဖွေပေါ်ထုတ်တင်ဆက်ပေးနေတဲ့ဂျွန်တုတပဲဖြစ်ပါတယ်နံပါတ်1 The Giant ရုပ်ထုကြီးယာရိတ်ကျမ်းကရုပ်ထုကြီးလိုမျိုးစကားလဲပြောနိုင်လှုပ်ရှားတာမျိုးလဲလုပ်နိုင်တဲ့အယုတ်ကြီးကို2021ခုနှစ်ကနေစတင်ပြီးအိုင်ယာလန်နိုင်ငံက Perry Dunning ဆိုသူကစတင်ချပြလိုက်ပါပြီဟုတ်ပါတယ်ဒီအယုတ်ကြီးဟာခေတ်မီ digital နည်းပညာနဲ့ဖန်တီးထားတဲ့အယုတ်ကြီးလည်းဖြစ်တယ်လို့နှစ်သက်ရာပုံကိုရဲ့ပုံရိပ်ကိုထည့်သွင်းထားနိုင်တာပဲဖြစ်ပါတယ်ဒါတွေမကသေးပါဘူးဒီအယုတ်ကြီးဟာစကားပြောနိုင်တဲ့ system နဲ့ပါဝင်တာဖြစ်တယ်လို့လက်တွေဥကောင်းတွေလည်းလှုပ်ရှားနိုင်တယ်လို့ဆိုပါတယ်ဒါဘေးဒဏ်ကြီးကာလအလယ်မှာပေါ်လာမဲ့ Antichrist ကိုကိုစားပြုတဲ့အယုတ်ကြီးရဲ့ရှေ့ပြေးပုံရိပ်တွေပဲဖြစ်ပါတယ်ဒါတွေမကသေးပါဘူးဒီအယုတ်ကြီးဟာ Antichrist တက်လာတဲ့အခါမှာအသုံးပြုဖို့အတွက်ပြင်ဆင်နေတာလည်းဖြစ်နိုင်တယ်ဆိုတာကိုထူးထူးခြားခြားသတိပြုစရာပဲဖြစ်ပါတယ်နံပါတ်2 Squid Game က Young He အယုတ်မှာစီစဉ်တစ်ခုပြီးတစ်ခုနဲ့လူတွေအားလုံးကိုဆွဲဆောင်နေတဲ့ Squid Game ရုပ်ရှင်ကားတွေက Young He အယုတ်မှာကြီးရလဲ Antichrist ရဲ့ရှေ့ပြေးပုံရိပ်တွေကတစ်ခုပါပဲယာရိတ်ကျမ်းထဲမှာပေါ်ပြထားတဲ့ Antichrist ရဲ့အယုတ်ကြီးဟာစကားပြောတယ်လို့ပဲ Squid Game ထဲမှာ Young He အယုတ်မှာကြီးရလဲစကားပြောနိုင်တဲ့အယုတ်မှာဖြစ်တယ်ဆိုတာကိုအားလုံးပဲသိပြီးသားဖြစ်မှာပါဒါတွေမကသေးပါဘူးအင်္ဂစားပွဲမှာလည်းဒီရုံမကြီးရဲ့ရှေ့မှာလုံမိတာနဲ့ရက်ဆက်စွာပြစ်တက်တယ်ဆိုတာကိုထူးထူးခြားခြားတွေ့ရမှာပါဒါလည်း Antichrist အယုတ်ကြီးရှေ့မှာဥမချမကိုးကွယ်တဲ့လူမှန်သမျှဟာအသက်ခံရမယ်ဆိုတာကိုရည်ညွှန်းနေတဲ့ရှေ့ပြေးပုံရိပ်တွေပဲဖြစ်ပါတယ်ပိုပြီးအံ့ဩစရာကောင်းတာက Squid Game ကသင်္ကေတတွေဖြစ်တဲ့ Dragon 4000နဲ့စက်ဝိုင်းသင်္ကေတတွေကိုပေါင်းကြည့်လိုက်တဲ့အခါမှာစာရန်ကိုင်းရဲ့အမှတ်တစိတ်ဖြစ်နေတယ်ဆိုတာပါပဲဒါကြောင့်မလို့နာမည်ကြီးရုပ်ရှင်တဲ့တခြင်းတချို့ကိုစာရန်ကအသုံးပြုပြီးလူတွေရဲ့စိတ်ကိုလွှမ်းမိုးနေတယ်ဆိုတာကိုအင်မတန်သတိပြုသင့်ပါတယ်နံပါတ်3ကုလသမဂ္ဂဌာနချုပ်ရှေ့ကအတောင်ပံပါတဲ့သားရဲအယုတ်ဟုတ်ပါတယ်ကျမ်းစာထဲမှာပေါ်ပြထားတဲ့အတောင်ပံပါတဲ့သားရဲအယုတ်ကို New York မြို့ရဲ့ United Nations UN ဌာနချုပ်ရုံးအရှိမ2021ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစတင်ထားရှိတာဖြစ်တယ်လို့နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုစောင့်ရှောက်တဲ့သူဆိုပြီးဒီအယုတ်ကြီးကိုအမည်ပေးခေါ်ဆိုနေကြတာပဲဖြစ်ပါတယ်ဒီအယုတ်ကိုမက္ကဆီကိုနိုင်ငံအိုဆာကာအစိုးရကလာရောက်လူဒန်းတာပဲဖြစ်တယ်လို့ဟိုကိုပိုနဲ့ Maria Angelis လို့ခေါ်တဲ့ပညာရှင်နှစ်ဦးကနေပြီးတော့ဖန်တီးပြုလုပ်ထားတာပဲဖြစ်ပါတယ်ဒီသားရဲဟာဘာဘလုန်နိုင်ငံကိုရည်ညွှန်းနေတာပဲဖြစ်တယ်လို့ဘာဘလုန်နိုင်ငံဟာတစ်ချိန်လုံးကပေ90ကျော်မြင့်တဲ့ရွှေရုပ်ထုကြီးကိုတကမ္ဘာလုံးကကိုးကွယ်ဖို့အတွက်အမိန့်ပေးခဲ့တဲ့တိုင်းနိုင်ငံပဲဖြစ်ပါတယ်ဒီသားရဲရုပ်ထုကြီးဟာကုလသမဂ္ဂရုံးရှိအထီတောင်ရောက်လာပြီးဆိုကြတဲ့ကနောက်ဆုံးသောကာလဟာအင်မတန်နီးကပ်လာပြီဆိုတာကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာပါကဲဒီတော့နောက်ဆုံးသောကာလမှာပေါ်လာမဲ့ Antichrist ရဲ့စကားပြောတဲ့အယုတ်ကြီးနဲ့လက်ရှိကမ္ဘာပေါ်ကရှေ့ပြေးပုံရိပ်တွေကိုအံ့ဩမြင်တတ်ဖွယ်သတိပြုမိမယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုလေးတွေကခွန်အားယူစရာတွေကတော့ယုံကြည်သူတွေကိုချီဆောင်မဲ့ကာလဟာအင်မတန်နီးကပ်လာပြီဖြစ်တယ်လို့ဘုရားသခင်နဲ့အသက်ရှင်သွားလာပြီးတန်ရှင်းခြင်းနဲ့စောင့်ဆိုင်နေဖို့ပဲဖြစ်ပါတယ်အားလုံးကိုဘုရားသခင်အထူးကောင်းချီးပေးပါစေ God bless you